ပတ်ပူကဦးလေးကိုလက်စားချေဖို့အတွက်နောက်ကနေလိုက်တဲ့လိုက်ရင်းနဲ့ဦးလေးရဲ့ရုံးခန်းကိုရောက်သွားပြီးအဲ့ဒီမှာပဲနိုင်ပေါင်းများစွာနေပြီးသူ့ရုံးခန်းကိုစောင့်ကြည့်နေခဲ့တဲ့သူ့စိတ်ထဲမှာအကြံကြီးတစ်ခုပေါ်နေတယ်။ဦးလေးရဲ့သမီးကလည်းသူ့ပေါ်အတော်လေးကိုစိတ်ဆိုးနေတဲ့အခုတော့ဦးလေးလည်းသဘောပေါက်လာပြီးသူ့ပတ်ပူကိုလုတ်ခဲ့တာအရန်ကိုမားတယ်ဆိုတာဒါကြောင့်သူ့ပတ်ပူကိုတောင်းပန်ဖို့ဆုံးဖြတ်ပြီးအမှုကိုပြောတယ်ဘလို့ပဲဖြစ်ဖြစ်ငါသမီးကိုတုံးပြီးတိုင်ကြားတာမျိုးမလုပ်သင့်ဘူးတဲ့။ဦးလေးကဆက်ပြီးပြောတယ်တခြားတနေရာမှာအိမ်ရှာလိုက်ကြပါမိသားစုနှစ်ခုလုံးအတူတူရှိနေမယ်ဆိုရင်စိတ်ချမ်းသာမှာမဟုတ်ဘူးတဲ့။ဒါနောက်ပတ်ပူဦးလေးကိုလက်စားချေဖို့အတွက်ဦးလေးရဲ့ရုံးခန်းစီကိုတန်းတန်းမတ်မတ်သွားလိုက်တယ်ဦးလေးကသူ့ကိုမြင်တော့ပြောတယ်ဒါကအစိုးရရုံးပါမင်းဒီမှာပြဿနာရှာရင်လွတ်မှာမဟုတ်ဘူးတစ်သက်လုံးထောင်ထဲမှာဆင်းရဲဒုက္ခရောက်နေလိမ့်မယ်တဲ့ဒါပေမဲ့ပတ်ပူရဲ့စိတ်ထဲမှာတခြားကြံအစီတစ်ခုရှိနေတယ်သူတိတ်တိတ်ဆိတ်ဆိတ်ပဲအဲ့ဒီကနေထွက်သွားတဲ့ဦးလေးကတော့ဒီကိစ္စတွေအားလုံးကိုထူးဆန်းနေတယ်သူတွေးတယ်ဘလို့လုပ်ပြီးပတ်ပူဒီကိုရောက်လာတာလဲဘာမှမပြောရဲနဲ့ပြန်သွားတာလဲပတ်ပူကဦးလေးကိုအံ့အားသင့်စေမဲ့ဘလို့အစီအစဉ်မျိုးများဆွဲထားပါလဲဒါကိုတော့နောက်ပိုင်းမှာဆက်ပြီးကြည့်ရှုရမှာပါခင်ဗျာ